Hello everyone, welcome back to my channel. In today's video, I'm gonna teach you better words to use instead of very good, very bad, and very beautiful. အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အရန်ကောင်းတယ်အရန်ဆိုးတယ်အရန်လှတယ်ဆိုတာကို very good, very bad, very beautiful တော့ဒီကြောင့်လုံးအပြင်နောက်ထပ်အစစ်မြင့်မြတ်ပို့ပြီးတော့တုံးလို့ရတဲ့စကားလုံးလေးတွေကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ very good အစားတုံးလို့ရတဲ့နောက်ထပ်စကားလုံးလေး၃လုံးကိုပြောပြပါမယ်နော်အဲ့ဒီစကားလုံးလေးတွေကတော့ Number 1, excellent. Number 2, amazing. Number 3, fantastic. For example, this juice is excellent. ဒီဖြိုရည်ကအရန်ကောင်းတယ်အကောင်းဆုံးပဲ This food is amazing. ဒီစားတော့ကလုံးဝအောင်လောက်အောင်ကိုပဲကောင်းတယ်အရန်ကောင်းတယ် This cake tastes fantastic. ဒီကိတ်ရဲ့အရာကအရန်ကိုပဲကောင်းတယ်ဟုတ်ပါပြီဒါကတော့ very good အစားတုံးလို့ရတယ်တခြားစကားလုံးသုံးလုံးကိုဥပမာလေးနဲ့ရှင်းပြခဲ့တာပဲဖြစ်ပါတယ် Okay ဒုတိယအနေနဲ့ပြောချင်တာကတော့ very bad အစားတုံးလို့ရတဲ့အခြားစကားလုံးသုံးလုံးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီစကားလုံးလေးတွေကတော့ terrible, awful, horrible. For example, the weather is terrible. ဒါဒီဥဒုကအရန်ကိုပဲဆိုးဝါးလွန်းတယ် very bad အစားကျွန်တော်တို့ terrible ကိုသုံးလို့ရတယ် His behavior was awful. သူ့ရမှုရတွေကအရန်ကိုပဲဆိုးဝါးလွန်းတယ်နောက်ဆုံး share လုပ်ပေးသွားမှာကတော့ very beautiful နေရာမှာအစားထိုးပြီးသုံးလို့ရတဲ့စကားလုံးသုံးလုံးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီသုံးလုံးကတော့ gorgeous, elegant, stunning. For example, this place is stunning. ဒီနေရာကအရန်ကိုရင်သက်ရှူမောဝယ်ရာကောင်းတယ်အရန်ကောင်းတယ် She is tall and elegant. သူမကအရက်ရှည်ပြီးတော့ကြော့ရှင်းတယ်ဒါကတော့ very beautiful နေရာမှာအစားထိုးပြီးတော့တုံးလို့ရတဲ့စကားလုံးသုံးလုံးပဲဖြစ်ပါတယ်ဟုတ်ပါပြီဒါကတော့အင်္ဂလိပ်စကားပြောတဲ့အခါမှာအမြဲတမ်း very good, very bad, very beautiful ကိုပဲထပ်ခါတလဲလဲတုံးနေရတူတွေအတွက်အစားထိုးပြီးတုံးလို့ရတဲ့ပို့ပြီးအစစ်မြင့်တဲ့ meaning လေးတွေကို share လုပ်ပေးကြတာဖြစ်ပါတယ်အခုလိုမျိုးအင်္ဂလိပ်စကားပြောတဲ့သုံးဝင်တဲ့ tips လေးတွေကိုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးပါ bye bye